တခါလောက်ဖြစ်ကိုလုံးမဲ့အစီအစဉ်ကြီးတစ်ခုအကြောင်းကိုလူတိုင်းကိုလိုက်ပြောဘူးသလားအဲ့ဒီနောက်ဘာဖြစ်သွားသလဲဆိုတာသတိထားမိလိုက်ရဲ့လားတခါတလေကြာရင်ငါတို့ရဲ့အိမ်မက်တွေအကြောင်းကိုအများကြီးရှောက်ပြောနေမိတဲ့အခါအဲ့ဒီအိမ်မက်တွေကတကယ်ဖြစ်လာဖို့ပူပြီးခက်ခဲသွားတတ်တယ်လေ။ဦးရှိတုံးကရွာငယ်လေးတရွာမှာဆိုင်းမွန်ကလို့အနီးရတဲ့လူငယ်လေးတယောက်ရှိတဲ့သူ့မှာကြီးမားတဲ့အိမ်မက်တွေရှိတာပေါ့အပတ်တိုင်းမှာသူကအစ်စ်တွေကိုအငဲစတင်လေးရှိရဲတနေ့ကျတော့စိုင်းတဆိုင်ဖွင့်ကျင်နေတဲ့နောက်တစ်ပတ်ကျတော့အိုးလုပ်ငန်းတင်ဦးမယ်တဲ့အဲ့ဒီနောက်မှာတော့အိမ်တလုံးဆောက်မယ်ဆိုပြီးဖြစ်ပြန်ရောဒါပေမဲ့ဆိုင်းမွန်မှာထူးဆန်းတဲ့အလေးချင်းတစ်ခုရှိရဲအဲ့ဒါကဘာလဲဆိုတော့ဘာမဆိုမစတင်ခင်မှာပဲသူ့ရဲ့အစီအစဉ်တွေကိုရွာထဲကလူတိုင်းကိုလိုက်ပြောတော့တာပဲသူကဈေးထဲမှာရှောက်သွားရင်းနဲ့ငါတီရွာမှာအကြီးဆုံးဆိုင်ကြီးကိုဖွင့်တော့မှဟေ့လို့အပြောတာပေါ့အဲ့ဒီအခါလူတွေကလက်ခုပ်တီးကြတယ်လူတွေကပြုံးပြကြတယ်ချင်းမွန်းစကားတွေပြောကြတယ်အဲ့ဒီအခါဆိုင်းမွန်ကအရန်ကုန်ယူမိပြီးပုတ်ကိုရေးပါတဲ့သူလိုခံစားရတာပေါ့အဲ့ဒီညမှာသူအိတ်ကောင်းချင်းများစွာနဲ့အိတ်ပျော်သွားခဲ့တယ်ဒါပေမဲ့နောက်တနေ့မနက်အလုပ်ဆောက်လို့ရမယ့်အချိန်ရောက်တော့သူကပင်ပန်းနေတယ်လို့ပဲအားရင်တွေအားလုံးခန်းချောက်သွားတယ်လို့ခံစားလိုက်ရတယ်ရက်တွေသာကုန်သွားတယ်သူပြောတဲ့ဆိုင်ကဘယ်တော့မှပေါ်မလာခဲ့ဘူးနောက်တော့ဆိုင်းမွန်ကအိုးလုပ်ငန်းကိုတစ်ခါပြန်တင်ဖို့ဆုံးဖြတ်ပြန်တယ်သူကလူတွေကိုရွာလေပွဲမှာစုလိုက်ပြီးသူ့ရဲ့အိမ်မက်တဲ့အကြောင်းအကျယ်ကြီးလိုက်ပြောပြန်တာပေါ့ငါအလှပဆုံးဝိုးတွေကိုလုတ်ပြမယ်လူတိုင်းငါစီကပဲဝယ်ကြလိမ့်မယ်ဆိုပြီးတော့လေလူတွေကသူ့ကိုထပ်ပြီးချီးကျူးကြတယ်အားပေးကြတယ်အဲ့ဒီအချိန်မှာဆိုင်းမွန်ကအရန်ပျော်နေတာပေါ့ဒါပေမဲ့ရန်နေငယ်ကြတဲ့အခါသူကစိတ်ဝင်စားမှုလျော့သွားပြန်ရောရွှွန့်စည်းကိုတောင်သူတခါမှမကိုင်းဖြစ်ခဲ့ဘူးဒီလိုပုံစံမျိုးနဲ့ပဲတစ်ပေါင်းများစွာကြာသွားခဲ့တဲ့ဆိုင်းမွန်ကသူ့အိမ်မက်တိုင်းကိုလူတကာလိုက်ပြောတယ်လူတွေကလည်းသဘောကျကြတယ်ဒါပေမဲ့သူ့လက်ထဲမှာတော့ဘာတစ်ခုမှဖြစ်မလာခဲ့ဘူးသူ့ဘဝကဘာမှပြောင်းလဲမလာတော့သူရှက်လာတာပေါ့သူဘာကြောင့်အငြင်းရန်ရှုံးနေရတာလဲဆိုတာသူကိုယ်တိုင်လည်းနားမလည်နိုင်ဘူးရင်ထဲမှာလည်းတင်းကျပ်ပြီးလေးလံနေတာပေါ့တနေ့နေ့နေခင်းမှာဆိုင်းမွန်ကရေရွေးဟောင်းလေးနားမှာတယောက်တည်းထိုင်နေတော့ရွာတွေကလူလေးစားရတဲ့လူကြီးတယောက်သူ့နားကိုရောက်လာတယ်အဲ့ဒီလူကြီးကအေးအေးဆေးဆေးနဲ့နှင်းချစွာနေတတ်သူပေါ့လူတွေကသူ့ကိုအရန်လေးစားကြပေမဲ့သူကစကားတိတ်မပြောတတ်ဘူးသူကဆိုင်းမွန်ရဲ့ဘေးမှာထိုင်လိုက်ပြီးငါသားမင်းပါတွေများစိတ်ငြိနေတာလဲလို့အသာအရာမေးလိုက်တယ်ဆိုင်းမွန်ကတကင်းချရင်ကျွန်တော်မှာအိမ်မက်တွေအများကြီးရှိရဲဒါပေမဲ့ဘာတစ်ခုမှအဆုံးထိမလုပ်နိုင်ဘူးကျွန်တော်မှာဘာတွေမှားနေလဲမသိတော့ဘူးပြလို့ပြန်ပြောတယ်အဲ့ဒီအခါလူကြီးကခေါင်းကိုဖြည်းဖြည်းချင်းနှိလိုက်ပြီးဟဲမင်းစီမှာစိတ်ကူးတစ်တစ်ခုရလာတဲ့အခါမင်းဘာလို့လဲရှိတယ်လဲငါ့ကိုပြောပြပါဦးလို့မေးတယ်ဆိုင်းမွန်ကချက်ချင်းပဲကျွန်တော်လူတိုင်းကိုလိုက်ပြောတယ်လေကျွန်တော်ဘာလို့မဲဆိုတာသူတို့ကိုသိစေချင်တယ်သူတို့ကကျွန်တော်ကိုဂုဏ်ယူစေချင်လို့ပါလို့ခေတာပေါ့အဲ့ဒီအခါလူကြီးကခက်ပြုံးပြုံးလေးနဲ့ဒါဆိုမနှက်ဖြန်မနဲ့နားစီလာခဲ့ဦးမင်းကိုတခုခုကြကြရှိရတဲ့နောက်တနေ့မှာတော့ဆိုင်းမွန်ဟာလူကြီးရဲ့ဥယျာဉ်လေးထဲမှာသွားတွေ့ရဲလူကြီးရဲ့လက်ထဲမှာမျိုးစေ့နှစ်စစ်ရှိနေတယ်လေသူကဆိုင်းမွန်ကိုမျိုးစေ့တစ်စီပေးလိုက်ပြီးဒီမျိုးစေ့ကိုမြေကြီးရဲ့မြုပ်လိုက်လို့ခိုင်းတယ်ဆိုင်းမွန်ကမြေကြီးကိုကျင်းလေးတူပြီးမျိုးစေ့ကိုထည့်လိုက်တယ်ပြီးတော့မြေကြီးနဲ့ပြန်ဖုံးလိုက်တာပေါ့အဲ့ဒီနောက်မှာလူကြီးကဒုတိယမြောက်မျိုးစေ့ကိုယူလိုက်တယ်ဒါပေမဲ့အဲ့ဒီမျိုးစေ့ကိုမြေကြီးထဲမမြုပ်ဘဲနဲ့လက်ထဲမှာမြှောက်ကင်ထားပြီးအနားမှာကစားနေတဲ့ကလေးတွေကိုလှမ်းခေါ်လိုက်တယ်ကလေးတို့ရေဒီမှာကြည်စမ်းနာမှာမျိုးစေ့တစ်စိရှိရဲမကြခင်မှာအဲ့ဒါကလှပတဲ့တစ်ပင်ကြီးဖြစ်လာတော့မှဘလောက်တောင်အံ့ဩဖို့ကောင်းမလဲဆိုတာစောင့်ကြည့်နေကြတော့လို့ပြောလိုက်တဲ့ကလေးတွေကတော့ပျော်ပြီးလက်ခုပ်တီးကြတာပေါ့ပြုံးပြုံနေကြတာပဲအဲ့ဒီနောက်မှာတော့လူကြီးကအဲ့ဒီမျိုးစေ့ကိုကြောက်တုံးကြီးတစ်ခုပေါ်မှာတင်ထားခဲ့ပြီးဒီအတိုင်းထားပစ်ခဲ့တဲ့ရက်တွေသာတီးရွေကုံသွားခဲ့တယ်လူကြီးကမြေကြီးထဲမှာမြုပ်ထားခဲ့တဲ့မျိုးစေ့ကိုတော့ဘာစကားမှမဆိုပဲနေတိုင်းဂယုတစိုက်နဲ့ရေလောင်းပေးတဲ့ဆိုင်မွန်ကလည်းအဲ့ဒီဥယျာဉ်ထဲကိုမကြာခဏလာကြည့်ရပေါ့မကြာခင်မှာပဲမြေကြီးထဲကနေတင်းငယ်တဲ့အစိမ်းရောင်အညောက်လေးတစ်ခုထွက်လာတဲ့အပတ်တိုင်းမှာအဲ့ဒီအပင်လေးကတဖြည်းဖြည်းကြီးထွားလာပေမဲ့လူကြီးကတော့ဘာမှမပြောပဲတိတ်တိတ်ဆိတ်ဆိတ်ပဲရေလောင်းပေးနေခဲ့တယ်ဒါပေမဲ့ကြောက်တုံးပေါ်မှာတင်ထားခဲ့တဲ့ပူမျိုးစေ့ကတော့ဘာမှဖြစ်မလာခဲ့ဘူးနေပူထဲမှာအချောက်ခံရတဲ့ငှက်တွေကလာပြီးတစားစီစိတ်ဆွသွားကြတယ်အဲ့ဒီမျိုးစေ့ကဘယ်တော့မှအပင်ပေါက်မလာခဲ့ဘူးလေအပတ်နှင်းငယ်ကြားတဲ့အခါမှာတော့ဆိုင်းမွန်ဟာမြေကြီးထဲမှာခိုင်ခိုင်မာမာပေါက်နေတဲ့အပင်ငယ်လေးကိုတွေးလိုက်ရတယ်။ဟိုကြောက်တုံးပေါ်ကမျိုးစေ့ကတော့ပျောက်ကွယ်သွားပြီပေါ့။အဲ့ဒီအချိန်မှာလူကြီးကဆိုင်းမွန်ရဲ့ဘေးမှာရက်လိုက်ပြီးတာယာတဲ့လေတံလေးနဲ့ပြောလိုက်တယ်ဆိုင်းမွန်မျိုးစေ့တစ်စိကြီးထွားလာဖို့ဆိုတာနှုတ်ဆက်ခြင်းတိတ်ဆိတ်ခြင်းလိုအပ်တယ်ကွာတဲ့သူ့မှာအမှောင်ထုလိုအပ်တယ်မြေကြီးအောက်မှာဖုံးကွယ်နေဖို့လိုအပ်တယ်မင်းကအဲ့ဒါကိုလူတွေမြင်အောင်အပြင်မှာထုတ်ပြပြီးလိုက်ပြောနေမယ်ဆိုရင်အဲ့ဒီမျိုးစေ့က၆တွေ့သွားလိမ့်မယ်ဒါမှမဟုတ်တယောက်ယောက်ကဟူးသွားလိမ့်မယ်အဲ့ဒီအခါအဲ့ဒီမျိုးစေ့ကဘယ်တော့မှတစ်ပင်ကြီးဖြစ်မလာနိုင်တော့ဘူးပေါ့လို့ဆိုတဲ့ဆိုင်းမွန်ဟာအပင်ငယ်လေးကိုငေးကြည့်နေမိတယ်သူ့ရဲ့ရင်ထဲမှာတခုခုပြောင်းလဲသွားတယ်လို့ခံစားလိုက်ရတာပေါ့လူကြီးကဆက်ပြောပြတယ်မင်းရဲ့အိမ်မက်တွေကိုစောစောစီးစီးလူတွေကိုလိုက်ပြောပြတဲ့အခါမင်းကဂုဏ်ယူနေမိတတ်တယ်မင်းရဲ့စိတ်ထဲမှာအလုပ်ကိုတောင်အောင်မြင်လုပ်ပြီးသွားပြီလို့ခင်အောင်ခင်မဖြစ်သွားတာလေလူတွေရဲ့ချီးမွမ်းတန်တွေကမင်းကိုတာယာမှုပေးလိုက်တယ်မင်းရဲ့အုံနောက်ကပန်းတိုင်ကိုရောက်သွားပြီလို့မှတ်ယူလိုက်တဲ့အတွက်မင်းရဲ့နှလုံးသားထဲမှာဆက်ပြီးစူးစမ်းခြင်းနဲ့မိတောက်တွေငင်းသွားတော့တာပေါ့အလုပ်တစ်ခုကိုတကယ်လုပ်ဖို့လိုအပ်တဲ့အားအင်တွေကစကလုံးတွေထဲမှာပဲကုံဆုံးသွားခဲ့ပြီလေအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါဆိုင်းမွန်ဟာရှက်လွန်းလို့မျက်နှာလေးနီးမြန်းလာခဲ့တယ်သူတကယ်ပဲအဲ့ဒီတိုင်းလုပ်ခဲ့တာကိုအစီအစဉ်တစ်ခုရတိုင်းသူကကြီးညာလိုက်တဲ့လူတွေကချီးကျူးကြတဲ့အခါသူကအောင်မြင်သူလို့ခံစားလိုက်ရတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့သူဘာမှမလုပ်ဖြစ်ခဲ့ဘူးလက်ခုပ်တန်တွေကိုပဲသူကကျင်းနေနေခဲ့ပြီးအလုပ်ကိုအဆုံးထိမလုပ်ဖြစ်ခဲ့တာပေါ့
လူကြီးကဆိုင်မွန်ရဲ့ပခုံးကိုပုတ်ပြီးအားပေးလိုက်တဲ့အိမ်မက်တွေဆိုတာအစပိုင်းမှာတိတ်ကိုနှုတ်နေတယ်ကွသူတို့ကိုကာဝယ်ပေးဖို့လိုအပ်တဲ့တိတ်တိတ်ဆိတ်ဆိတ်ပဲထားလိုက်ပါမင်းရဲ့စူးစမ်းအားထုတ်မှုဆိုတဲ့ညီကြီးအောင်မှာအဲ့ဒီအိမ်မက်တွေကိုအမောင်ထဲမှာပဲကြီးထွားပါစေတစ်ပင်ကြီးကခိုင်မာလာတဲ့အခါကျမှလူတိုင်းကအဲ့ဒါကိုမြင်ကြပါလိမ့်မယ်အဲ့ဒီမတိုင်ခင်တော့မင်းလိုက်ပြောနေဖို့မလိုပါဘူးတဲ့ဆိုင်မွန်ကလူကြီးကိုကျေးဇူးတင်စကားပြောပြီးအိမ်ကိုဖြည်းဖြည်းချင်းလမ်းလျှောက်ပြန်လာခဲ့တယ်သူ့ကောင်းထဲမှာတော့အတွေးတွေအများကြီးပေါ့အဲ့ဒီညမှာသူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်သူအစ်စ်တစ်ခုကိုထပ်ပြီးစူးစမ်းကြည့်အောင်မယ်ဒါပေမဲ့ဒီတစ်ခါတော့သူဘသူ့ကိုမှမပြောတော့ဘူးသူကတစ်သားကူလာထိုင်တလုံးလုံးဖို့ရိုးရှင်းတဲ့ပန်းနိုင်လေးတစ်ခုချလိုက်တယ်ဘသူ့ကိုမှလည်းသူမကြင်ညာခဲ့ဘူးသူလူတွေကိုမစွဝေးခဲ့ဘူးဒီအတိုင်းပဲဆောက်လုပ်ခဲ့တယ်နေတိုင်းလုပ်ပြီးတဲ့အခါတိတ်ဆိတ်တဲ့ထောင်လေးတစ်ခုမှာတစ်သားတွေနဲ့သူအလုပ်လုပ်တယ်တချို့ရက်တွေမှာသူစိတ်လှုပ်ရှားနေတတ်တယ်လို့တချို့ရက်တွေမှာတော့ပင်ပန်းနေတတ်တာပေါ့ဒါပေမဲ့ဘသူမှမသိတဲ့အတွက်သူ့ကိုဘသူမှလာမမေးကြဘူးဘသူမှလည်းဘာမှမျှော်လင့်မနေကြဘူးအဲ့ဒါကြောင့်သူ့မှာဘာဖြစ်အားမှမရှိတော့ဘူးပေါ့သူ့ရဲ့လက်တွေနဲ့တစ်သားတွေပဲရှိတဲ့ကဘာလေးထဲမှာပေါ့ရက်တွေကနေအပတ်တွေပြောင်းလဲလာတဲ့အခါကလတ်ထိုင်လေးကပုံစံပေါ်လာပြီးဆိုင်မွန်အမားတွေလုံးမိတဲ့အခါသူကိုယ်တိုင်ပဲပြန်ပြင်းနေသူဖြည်းဖြည်းချင်းတင်ယူခဲ့တယ်နောက်ဆုံးမှာတော့ကလတ်ထိုင်လေးကခိုင်ခံပြီးချုံးမွေးလာပါလာတော့တာပဲအလုပ်ပြီးသွားတဲ့အခါဆိုင်မွန်ကအဲ့ဒီကလတ်ထိုင်ပေါ်မှာထိုင်လိုက်ပြီးသူတခါမှမခံစားဘူးတဲ့ခံစားချက်တစ်ခုကိုခံစားလိုက်ရတယ်အဲ့ဒါကတော့တကယ်စစ်မှန်တဲ့ဂုဏ်ယူမှုပါပဲစစ်မှန်တဲ့ဂုဏ်ယူမှုဆိုတာစကလုံးတွေကလာတဲ့ဂုဏ်ယူမှုမျိုးမဟုတ်ဘူးလက်တွေ့လှုပ်ဆောင်မှုကနေလာတဲ့ဂုဏ်ယူမှုမျိုးပါမနက်ခင်းတစ်ခုမှာအိမ်ကြီးချင်းဖြစ်သူကဆိုင်မွန်ရဲ့အိမ်ရှိမှာကလတ်ထိုင်တစ်လုံးကိုတွေ့လိုက်တယ်။ဆိုင်မွန်ဒါလေးကအရန်လာတာပဲ။ဒါကိုမင်းဘယ်တော့ကလှုပ်လိုက်တာလဲ။ဆိုင်မွန်ကအသာအရပြုံးလိုက်ပြီးကျွန်တော်ဒါလေးကိုလုပ်နေခဲ့တာကြာပါပြီ။အိမ်ကြီးချင်းကအံ့ဩသွားတယ်။မင်းဘသူ့ကိုမှလည်းမပြောခဲ့ပါလား။ဆိုင်မွန်ကခေါင်းကြီးပြပြီးကျွန်တော်အရင်ဆုံးပြအောင်လုပ်ချင်လို့ပါလို့ပြောခဲ့တယ်။သတင်းတွေကတဖြည်းဖြည်းပြန်သွားတယ်။လူတွေကအဲ့ဒီကလတ်ထိုင်ကိုတွေ့ကြတယ်။သူတို့တွေသဘောကျအထင်ကြီးသွားကြတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဆိုင်မွန်ကနောက်ထပ် project တစ်ခုကိုစတင်နေပြီ။အခုတခါသူစီစဉ်တာကစပွဲအသေးလေးတစ်လုံးလုပ်ဖို့ပါ။အခုလဲသူဘသူ့ကိုမှမပြောပြန်ဘူး။သူတိတ်တိတ်ဆိတ်ဆိတ်ပဲအလုပ်လုပ်ခဲ့တယ်။ရက်သက်တစ်ပတ်တွေကုန်လုံးပြီးစပွဲလေးပြီးစီသွားတယ်။နောက်ပြီးတော့စင်တစ်ခုပြီးတော့ထိုင်ကုန်ခုလေးတစ်ခုနှစ်တွေကုန်လုံးလာခဲ့တယ်။ဆိုင်မွန်ဟာကြေးရွာထဲမှာကျွမ်းကျင်တဲ့လက်မှုပညာရှင်တစ်ယောက်ခေလူသိများလာတယ်။ဒါပေမဲ့သူဟာသူ့ရဲ့အစီအစဉ်တွေကိုဘယ်တော့မှကြိုတင်မကြေညာခဲ့ဘူး။အလုပ်တစ်ခုပြီးသွားတဲ့အခါမှပဲသူပြသလေးရှိတယ်။လူတွေကသူ့ကိုပို့ပြီးတော့လေးစားလာကြတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့လှုပ်ဆောင်ချက်တွေကစကလုံးတွေထက်ပိုပြီးအားကောင်းနေလို့ပါပဲ။ဆိုင်မွန်ရဲ့ဘဝဟာလုံးဝပြောင်းလဲသွားခဲ့ပြီ။အလုပ်တစ်ခုမစတင်ခင်မှာချီးမွမ်းမှုတွေကိုသူမလိုအပ်တော့ဘူး။အနှစ်သာရမရှိတဲ့ဂုဏ်ယူမှုကိုလည်းသူမခံစားတော့ဘူး။သူဒီထက်ပိုနဲ့ဆိုင်တဲ့အရာတစ်ခုကိုတွေ့သွားခဲ့တယ်။စစ်မှန်တဲ့အရာတစ်ခုကိုတိဆောက်ရတဲ့တိတ်ဆိတ်တဲ့ကျေနပ်မှုမျိုးပါ။အခုသင်ဘဝအကြောင်းကိုပြန်စဉ်းစားကြည့်ပါ။ဘန်းနိုင်တစ်ခုကိုတင်ပနှစ်ကြိမ်လောက်ကြီးညာခဲ့ဘူးလေပြီးမှအဲ့ဒါကိုဆက်လုပ်ဖို့အင်အားတွေကုန်သွားခဲ့တာမျိုးရောအိမ်မက်တွေကိုစောစောစီစီဘယ်နှစ်ခါလောက်ဝေးမြခဲ့ဘူးလေအဲ့ဒီနောက်အိမ်မက်တွေမြင့်မိန်သွားတာကိုပဲထိုင်ကြည့်နေခဲ့ရတယ်တင်းရဲ့အစီအစဉ်တွေအကြောင်းပြောလိုက်တဲ့အခါတင်းဟာစွမ်းအားတွေကိုပေးလိုက်တယ်လို့ဖြစ်သွားတယ်အခြားသူတွေရဲ့တုံ့ပြန်မှုကိုတင်းရဲ့စူးစမ်းအားထုတ်မှုနေရာမှာအစားထိုးလိုက်တယ်လို့ဖြစ်သွားတာပါတင်းအိမ်မက်တွေကိုလျှို့ဝှက်စွာတင်းစီထားပါသူတို့ကိုကာကွယ်ပါအချိန်တန်လို့အစင်သေးဖြစ်တဲ့အခါမှာတင်းလုတ်ကပဲစကားပြောပါစေတင်မာရီတိဆောက်နေလဲဆိုတာကဘာကြီးတိဖို့မလိုပါဘူးတင်မာရီတိဆောက်ပြီးသွားပြီလဲဆိုတာကိုပဲမြင်ဖို့လိုတာပါဒါကြောင့်နောက်တစ်ခါတင်းရဲ့စိတ်ကူးကြီးတွေအကြောင်းအားလုံးကိုပြောချင်တဲ့စိတ်ပေါ်လာရင်ခဏလောက်ရက်လိုက်ပါတိတ်တိတ်ဆိတ်ဆိတ်နေပါမျိုးစစ်လေးကိုအမှောင်ထဲမှာအရင်ကြီးထွားပါစေတစ်ပင်ကြီးတမလာတဲ့အခါတင်းတလုံးမှပြောစရာမလိုပဲအားလုံးကမြင်တွေ့သွားပါလိမ့်မယ်ဒီပုံမြင်လေးကတင်းနှလုံးသားကိုထိမှန်ခဲ့ရင်နားထောင်ဖို့လိုအပ်နေသူတွေစီဝေမျှပေးလိုက်ပါဘဝကိုကြည်မြင်ပုံပြောင်းလဲစေမဲ့ပုံမြင်တွေအတွက် subscribe လုပ်ထားပါနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်